Hello မင်္ဂလာပါကျွန်တော်လောနေမစီဇန် training center ကတင်တန်းကျောင်းမှုတင်တန်းကျောင်းအောင်နဲ့ master trainer ဆရာမင်းထပ်ဖြစ်တယ်ဒီတစ်ခေါက်ကစရင်းနဲ့ပတ်သက်ပြီးတော့ software accounting software မှာခဏခဏတွေ့ပြီးတော့ကျွန်တော်မသုံးဖြစ်တဲ့အရာပေါ့နော်အထူးသဖြင့်မြန်မာပြည်မှာတိတ်မသုံးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါက undeposit fund ဆိုတဲ့အရာလေးကျွန်တော်ဆိုရင်တင်တန်းတက်တော့ကအဲ့ဒီ undeposit funds ကတော့ bank အမျိုးအစားလေးเนาะ banking type မျိုးစားဖြစ်တယ်အဲ့ဒါသူ့ကိုခဏခဏပြန်ဖြတ်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်တွေတုံးတဲ့အထက်မှာမပါတဲ့ခါကြတော့အဲ့တော့အဲ့ဒါကဘာလဲဆိုတော့ဒီနေ့ဆွေးနွေးခြင်းလဲကျွန်တော်တို့ရဲ့တင်ခန်းစာ LCCI စရင်းတွေကတည်တဲ့အတိုင်းပဲ UK အနေလာတယ်ဒီနေ့အနောက်တိုင်းပေါ့နော် UK အမေရိကဖက်တွေကတိုးတက်ပြီးနိုင်ငံတွေမှာကလူတအုပ်တယောက်ချင်းတော်၎င်းကုမ္ပဏီတွေကအများစုအငွေကြေးစီးဆင်းမှုတွေအကုန်လုံးကသူတို့ဘဏ်နဲ့ပဲဆက်သွယ်တာများတယ်လူတိုင်းက bank account ဖွင့်တယ်ဥပမာကိုကတနေရာမှာအလုပ်လုပ်တော့မယ်ဆိုရင်ကိုယ်မှာ bank account ရှိရမယ်ကိုယ့်ရဲ့ bank account ထဲမှာသူတို့ကချက်လက်မနဲ့လိုအားခရှင်းတယ်ပေါ့နော်ဥပမာတပတ်တစ်ချိန်နှစ်ပတ်တစ်ချိန်ဖြစ်ဖြစ်အဲ့လိုမျိုးလိုအားခရှင်းတဲ့ခါမှာအဲ့ဒီလိုအားခရှင်းတဲ့ pay check လို့ခေါ်တယ်ကိုရတဲ့ခါမှာချက်လက်မနဲ့ရတယ်ကိုယ့်ဘက် bank စင်းထဲမှာဝင်သွားတယ်ထိုနည်းတူဆိုပဲကိုကပေးတဲ့ခါမှာလည်းဒီငွေသားတွေနဲ့မပေးဘူးကိုကလည်းကိုရဲ့ဟိုမှာအခုမြန်မာပြည်မှာဆို saving account ပေါ့နော်အဲ့လိုမျိုးလေး saving account လိုမျိုးဖွင့်တယ်ဆိုရင်ဒါ checking account လို့ခေါ်တယ်ဒီမှာကျွန်တော် checking account ဖွင့်ရတယ်အဲ့ဒီ checking account ဖွင့်တာနဲ့ ATM ကနဲ့တော့၎င်း check စောက်တဲ့တော့တခါတည်းတွဲတယ်ဒါလုံငါရှိမရှိမဆိုင်ဘူးအဲ့တော့လူတိုင်းက checking account ရှိတဲ့ခါမှာသူတို့မှာကိုပိုင် check လက်မှတ်တွေရှိတယ်ကိုကလည်းစေးတွေပေးတဲ့ခါမှာ check လက်မှတ်နဲ့ပဲတွားပြီးတော့ပေးလိုက်ရုံပဲပေးတဲ့ဟာတွေဆိုတော့ဆိုလိုတာကကိုကရတဲ့ခါမှာ check လက်မှတ်နဲ့ရပေးတာလဲ check လက်မှတ်နဲ့ပေးတဲ့ခါမှာ check လက်မှတ်နဲ့ပဲစီစဉ်တယ်အဲ့တော့ကိုရဲ့ဒီလုပ်ငန်းမှာငွေတွေဝင်လာတဲ့အခါမှာဘဏ်ထဲကိုတိုက်ရိုက်ဝင်တာရှိမယ် banking ထဲကိုတိုက်ရိုက်ဝင်တာရှိမယ်ချက်လက်မှတ်နဲ့ရတာတွေရှိမယ်အဓိကအဲ့ဒီချက်လက်မှတ်နဲ့ရတဲ့အရာတွေကကျွန်တော်တို့ကဘဏ်ထဲကိုရောက်ဖို့ဆိုတာကဘဏ်ထဲကိုတွားပြီးတော့ဘဏ်မှာတွားတွင်းရမှာအဲ့ဒီချက်လက်မှတ်ကကိုယ့်ရဲ့ဘဏ်ရဲ့ချက်လက်မှတ်ဟုတ်เสียမလို့ဥမာလာပေးတဲ့သူတို့သုံးတဲ့ဘဏ်ရဲ့ချက်လက်မှတ်ကိုလာပေးမှာလေဥမာနားလည်လွယ်အောင်ဆိုရင်ကိုယ့်ရဲ့ customer ကဥမာ AOD ဘဏ်သုံးတယ်တချို့ကမြန်မာရှိဆောင်ဘန်တုံးတယ်ဆိုတော့တချို့ယူမဘန်တုံးတယ်ဆိုရင်အဲ့ဒီယူမဘန်ရဲ့ချက်လက်မှတ်တွေကိုစီရောက်မယ်တချို့မြန်မာရှိဆောင်ဘန်တွေရောက်မယ်တချို့ချက်လက်မှတ်က EOD ဘန်ဖြစ်မယ်ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းကကိုကကမ္ဘောဇမှာဘက်အကောင့်ဖွင့်ထားတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့စာရင်းဆိုတော့ကိုနဲ့ဆက်တွေ့တာကကမ္ဘောဇဆိုမယ်အဲ့ဒီကမ္ဘောဇဘန်မှာပဲခုနကရတဲ့တခြားဘန်ရဲ့ချက်လက်မှတ်တွေကိုတွားပြီးတော့တွင်းလိုက်ရုံပဲပေးလိုက်တာနဲ့ကိုယ့်ရဲ့ဘန်စင်းထဲမှာအဲ့ဒီချက်လက်မပေါ်အမောင့်တွေကိုယ့်ဘဏ်ထဲကိုရောက်လာအဲ့လိုမျိုးလှုပ်ဖို့ကလည်းနေ့တိုင်းသွားပြီးတော့လုပ်မယ်ဆိုအဆင်မပြေဘူးလေအဲ့တော့တပတ်မှတစ်ချိန်တော့ပဲဘဏ်ကိုသွားမယ်ဥမာနောက်ဆုံးရုံးပိတ်ခါနီးပေါ့နော်ဥမာတရက်တာဆိုရင်လည်းညနေမှဒါမှမဟုတ်တပတ်ဆိုတပတ်မှအဲ့လိုမျိုးဒီအမေရိကမှာကြတော့သူတို့ကဒီကိုယ့်ရဲ့အဲ့ဒီချက်လက်မှတ်ကိုဓာတ်ပုံရိုက်ပြီးတော့ကိုယ့်ရဲ့ bank account ထဲကိုဖုန်းထဲကနေထည့်လေသူကကိုယ့်ရဲ့ bank account ထဲမှာဝင်တယ်နော်အဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးကလည်းကိုလုပ်ငန်းကနေချက်လက်မှတ်ရတယ်ချက်ချင်းလိုမျိုးတခါတည်းလှုပ်တော့ဖို့ဆိုတာကလည်းအဆင်မပြေဘူးဆိုတော့တတ်မှတ်ချိန်ရောက်တဲ့ခါကျမှအဲ့ဒီချက်လက်မှတ်တွေကိုဘဏ်ထဲကိုတွင်းရမှာအဲ့ခါကျမှကိုယ့်ရဲ့ဘဏ်စင်းထဲမှာငွေဝင်မှာဆိုတော့အဲ့လိုမျိုးမလုပ်ခင်မှာချက်လက်မှတ်ရတာနဲ့စရင်တွင်းဖို့အတွက်က undeposit fund undeposit ဆိုတာကဘဏ်မှာမတွင်းရသေးဘူးဘဏ်မှာမတွင်းရတဲ့ငွေရန်ပုံငွေတွေလို့ပြောချင်တာနော်အဲ့ဒါကြောင့်ချက်လက်မှတ်ရတယ်ဒါပေမဲ့အဲ့ချက်လက်မှတ်ကဘဏ်ထဲကိုတိုက်ရိုက်မထည့်သေးဘူးဆိုရင် undeposit fund မှာခဏချိတ်ထားတယ်ပြီးမှအဲ့ချက်လက်မှတ်တွေဘဏ်ထဲကိုတွင်းပြီးဘဏ်ထဲမှာအဲ့ချက်လက်မှတ်ပေါ်ငွေဝင်ပြီးဆိုတဲ့ခါကျမှစရင်ထဲကနေ undeposit fund တွေထွက်ပြီးတော့ banking ဒါမှ checking ထဲမှာဝင်သွားရမှာနော်ဒါ undeposit fund အကြောင်းလေးရှင်းပြတာဖြစ်တယ်တကယ်ကိုတိချင်တဲ့အရာတွေရှိခဲ့မယ်ဆိုရင်လည်းကျွန်တော် comment တွေမှာဖြစ်လာပြီးတော့ရေးပေးလို့ရတယ်နောက်ပိုင်းကျအဆင်ပြေတယ်လို့ပြန်ပြီးတော့ဆွေးနွေးပေးမှာဖြစ်တယ်ကျွန်တော်တင်တန်းကျောင်းမှာ online တင်တန်းတွေအများကြီးတက်လို့ရတဲ့စင်းနဲ့ပတ်သက်တဲ့ဟာတွေတက်လို့ရတယ်လို့လုပ်ငန်းရှင်တွေအတွက်လည်း accounting for business owner course လည်းရှိပါတယ်တော့ online တင်တန်းအားလုံးကျေးဇူးများတင်တယ်